အရှက်သောက်ဖို့မပြောနဲ့လက်ဓာတ်ရှာရင်တော့မှအရှက်ပြင်မတော့အနက်မခံတာလို့ အမီကခန့်စီသူနော် ဟုတ် ဘွဲရပြီးပြီ Photoshop ကျွမ်းခြင်း video တီးခဲ့လေအနေငယ်ရလုံငန်းလိုပဲချက်ရနေရလည်းခင်းချွတ်နိုင်တယ်ဟုတ်ပြီဟုတ်ကဲ့ပါကို ဟောဒါနဲ့အခုမေးစရာတွေတော့ရှိတယ် ဟုတ်ကဲ့မေးပါခင်ဗျာ ညီမင်းလောင်းစားလောက်တယ်လား ဟာအကိုကလေလောင်းကစားလုပ်ဖို့နေနေတာတာအိမ်ကအပင်လားရှိမလား ကောင်းတယ်လောင်းစားမလောက်တာကောင်းတယ်ဒါနဲ့အရက်တွေပါရောတောက်တယ်လား အရှက်သောက်ဖို့မပြောနဲ့လက်ဓာတ်ရှာရင်တော့မှအရှက်ပြင်မတော့အနက်မခံတာလို့ ဒါဆိုမိမကိစ္စတော့မင်းနည်းနည်းပါပါ ဗျာမိမလားမောက်ဆိုရင်ဝေးသေးကျွန်တော်ချိန်မလက်မတာမကြည့်ပြတာကြာပြီ ဟာမင်းရဲ့အားသာချက်တွေကတော့များပါကွာ ဟုတ် အေးလူဆိုတာအားသာချက်တွေဘယ်လောက်များများအားနည်းချက်တော့ရှိရမယ်ကွာ ဟုတ်ပါတယ်ကျွန်တော်မှလည်းရှိပါတယ် မင်းအားနည်းချက်ကဘာလဲ ကျွန်တော်မှအားနည်းချက်တစ်ခုလည်းရှိရပါ အေးမင်းအားနည်းချက်တစ်ခုကိုပြော ကျွန်တော်ရဲ့အားနည်းချက်တစ်ခုဟာလိန်ပြောတတ်တာပါအကို လိန်ပြောတတ်တာပါအကူ ဘာ